ကျွန်တော်လုံးမင်္ဂလာပါတွေးစားနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တော့ကျွန်တော်ဒါပထမဆုံးဗီဒီယိုပေါ့နော်ကျွန်တော်edit တွေလုပ်နေရတယ်ရှုပ်တာနဲ့ကိုယ်တိုင်ပဲဒါဗီဒီယိုရိုက်ပြီးတော့ပြပြမယ်ဆိုတော့ကျွန်တော်ဒါဒီဗီဒီယိုလေး share လိုက်တာဖြစ်ပါတယ်ဆိုတော့ဒါကျွန်တော်ဒီနေ့ပြပြပေးမယ်စောက်တွေရတော့ဒီမှာဒီပေါ့နော်ဒါဆရာသားထွေးရှိထားတဲ့ဘဝပြောရှင်ချင်းရှင်းလှပခြင်းနဲ့ခါလူတယောက်ကိုမေးဖို့ဘယ်လိုကြိုးစားရမလဲဆိုတဲ့အဆောင်လေးပဲဖြစ်ပါတယ်။ခေါင်းစဉ်လူတယောက်ကိုမေးဖို့ဘယ်လိုကြိုးစားရမလဲတဲ့။ဆိုလူတယောက်ကိုမေးပြဖို့ဘယ်လောက်ပဲကြိုးစားပါစေ။မေးပြလို့မရနိုင်ပါဘူးတဲ့။မေးပြဖို့ကြိုးစားလေဟိုတတိယလေးပါပဲတဲ့။ဆိုကိုချစ်ရတဲ့နောက်တယောက်ကိုအစားထိုးလိုက်နိုင်ပြီဆိုရင်တော့မှသူ့နာမည်ကိုပြန်ကြားတဲ့ရင်ဘတ်ထဲကလိုက်ကနေဖြစ်တော်တဲ့အထိပြန်တတိယတတ်ပါတယ်တဲ့။တက်ဆက်မှုတွေရှိတိုင်းလဲပြန်အမှတ်ရနေမှာပါပဲတဲ့လူတွေကကိုယ့်ကိုနာကျင်စေတဲ့အရာတွေဆိုရင်ပို့ပြီးတော့မှမှတ်ဉာဏ်ကောင်းကြပါတယ်တဲ့ဒါကြောင့်မလို့လမ်းခွဲပြီးအရင်ဆုံးလောက်ရမှာကတဲ့သူနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုစက်သိမ်းမထားဘဲနဲ့စွန့်လွတ်ပြဖို့ပါတဲ့ဆိုတော့အလုံးတင်ဆုံးကသူ့ပေါ်ထားတဲ့ကုခန်းစားချက်တွေကိုတက်ပြစ်လိုက်ဖို့ပါပဲတဲ့ချစ်ချင်းမုံချင်းစတဲ့အရာအလုံးကိုခွင့်လွှတ်ပေးလိုက်ဖို့နဲ့ကိုယ်စိတ်ကိုလွတ်လပ်ခွင့်ပေးလိုက်ဖို့ပဲကြိုးစားတင်ပါတယ်တဲ့နောက်တစ်ခါမမြင်ချင်တဲ့အရာတွေကိုနှလုံးမိတ်ထားလို့နှလုံးမိတ်ထားလို့ရတယ်မကြားချင်တဲ့အရာတွေကိုနားပိတ်ထားလို့ရတယ်မသိချင်တော့တဲ့အရာတွေကိုတော့အုံနောက်တစ်ခုလုံးဖျက်ဆီးပစ်တော့မှာပဲရပါလိမ့်မယ်တဲ့သူခက်တာကကျွန်တော်တို့ရဲ့အုံနောက်ကအမြဲတမ်းအလုံးလုံးနေတာပါပဲဒီတော့မေ့ပြဖို့အတင်းစူးစမ်းနေတာကိုရပ်လိုက်ပါတဲ့လူတယောက်အပေါ်မှာထားတဲ့ကိုမျှော်လင့်ချက်တွေခံစားချက်တွေကိုအဆုံးသတ်လိုက်ပါတဲ့ကိုချစ်ခဲ့တဲ့လူတယောက်ကိုအလွယ်တကူပြတ်သားဖို့ကမလွယ်ကူမဟုတ်တာတဲ့ဒါပေမဲ့ဒါအဆင်ပြေပါတယ်တဲ့ကျွန်တော်တို့အနည်းဆုံးတော့ကျွန်တော်တို့စူးစမ်းကြည့်တင်တာပေါ့တဲ့ကျွန်တော်တို့လူဘွားရထားလေးတစ်စင်းလိုပါပဲတဲ့ခီးလန်းအစမှာလိုက်ပါလာတဲ့လူတွေရှိတယ်လန်တော့ပူတာငယ်လေးတွေမှာဆင်းသွားတဲ့လူတွေရှိတယ်ခီးဆုံးထိလိုက်ပါလာတဲ့လူတွေလည်းရှိတယ်ကျွန်တော်တို့ကတားခွင့်လည်းမရှိဘူးခေါ်ခွင့်လည်းမရှိတဲ့ရထားလေးပေါ့ကျွန်တော်တို့ဘဝမှာလည်းလူတွေအများကြီးကိုကျွန်တော်တွေ့ရမယ်တဲ့ခဏတစ်ဖြုတ်လေလာတဲ့သူတွေလည်းရှိမယ်လူတိုင်းအပေါ်မှာမျှော်လင့်ချက်တွေမလွန်ကဲနေသင့်ဘူးတဲ့ခွဲခွာခြင်းတွေတွေ့ဆုံခြင်းတွေဆိုတာလည်းဘယ်လမ်းဆုံးလမ်းခွမှာဘယ်နေရာမှာကြောင်းရမယ်ဆိုတာတွေကိုကျွန်တော်တို့ကကျုံမသိနိုင်ဘူးတော့ကြိုပြီးတော့လည်းပြင်ဆင်ထားတဲ့ပေါ့နော်အားလုံးကိုကျွန်တော်တို့ကလက်ခံနိုင်ရမှာပဲပေါ့တဲ့ဆို life goes on တဲ့ဘဝအမြဲတမ်းဆက်သွားနေရမှာပဲတဲ့ဆိုကိုယ်နာကတော့ကြိုးစားရင်သူဆိုတာကိုမေ့သွားလိမ့်မယ်တဲ့လုပ်တွေလုပ်နေရင်တောင်းနေထမ်းဆောင်နေရင်ကနေပြီးတော့မှကိုယ့်ရဲ့ပုံစံကောင်းလေးထဲမှာအသားကျသွားလိမ့်မယ်တဲ့ဆိုအချိန်တွေကစကားပြောသွားမယ်အချစ်တုံးကလည်းချစ်ခဲ့ပြီးပြီအခုချိန်မှာလည်းလိပ်ပြလုံးနဲ့ပဲလက်လွတ်လိုက်တဲ့သူ့ပေါ်ထားတဲ့ခံစားချက်တွေကိုအဆုံးသတ်သွားနိုင်တဲ့တနေ့မှာသူကကိုယ့်အတွက်တာမန်လူပါပဲတဲ့ဆိုဘယ်နေရာမှာပြန်တွေ့ပါစေနားဆရာတစ်ခွက်မှမရှိတော့ပါဘူးတဲ့သူ့ပေါ်ထားခဲ့ဘူးတဲ့ကိုယ့်ရဲ့စိတ်ဒီဂရီတွေကိုရှော့ချလိုက်တဲ့အခါမှာသူကကိုယ့်အတွက်အရေးမပါတော့ဘူးတဲ့တာမန်ခင်ယုံတီယုံ fresh တကူလောက်အနေနဲ့ပဲရှိနေပါလိမ့်မယ်တဲ့ဆိုပြောချင်တာကတော့လူတစ်ယောက်ကိုဘယ်တော့မှမေ့ပြလို့စူးစမ်းလို့မရနိုင်ပါဘူးတဲ့အသူ့ပေါ်ထားတဲ့ကိုယ်ခံစားချက်တွေကိုကိုယ်တိုင်ကပဲအဆုံးသတ်နိုင်ဖို့ပဲစူးစမ်းသင့်ပါတယ်ရှင်ပြန်တွေ့ရင်အမုန်းလေးမပါဘဲနဲ့ပြုံးပြကြမယ်အထူးရလေးပါးတွေပြန်ပြောပြကြမယ်သူလည်းကဘာအစ်စ်မှာပြောနေတယ်လို့မျိုးကိုလည်းအသားရတဲ့ဘဝလေးတစ်ခုမှာအသားကျနေရမှာပဲမဟုတ်လားဆိုတော့ဒါကတော့ဒါဆရာသားထွေးကြီးထားခဲ့တဲ့လူတယောက်ကိုမေးဖို့ဘယ်လိုကြိုးစားရမလဲဆိုတော့ဆောင်းပါလေးပဲဖြစ်ပါတယ်ဆိုတော့အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေနောက်ဗီဒီယိုမှာပြန်တွေ့တာပါအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ